ဆိုလန်တူဝီကအပိုင်း60ကိုဒီဘက်မှာတော့ရော့တို့ရဲ့တောင်းရင်ပေါက်ဆက်မှုစွမ်းရည်အသစ်ကိုမြင်တွေ့ရမှာပဲဖြစ်ပြီးသူတို့ရဲ့တောင်းရင်ပေါက်ဆက်စွမ်းရည်အမီကတော့ခရမ်းရွှေလိပ်ပြနဂါးသွန်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်အဆိုပါတောင်းရင်ပေါက်ဆက်စွမ်းရည်အသစ်မှာဆိုရင်ခရမ်းရွှေအောင်တောက်ပနေတဲ့အတောင်ပန်းနဲ့အရောရောက်ပြီးသားရော့ရဲ့ပုံစံကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့စွမ်းရည်အော်ရာတွေဟာပြန်မြုံကုန်တစ်ခုလုံးကလူတွေအားလုံးကိုဝိုးကနေဝါကနေဖြစ်သွားစေတဲ့အထီကိုဖြစ်စေနိုင်ခဲ့ပါတယ်အကြောင်းကတော့အဆိုပါတောင်းရင်ပေါက်ဆက်ခြင်းစွမ်းရည်အသစ်ကိုရော့တို့အနေနဲ့တစ်ခါမှထုတ်သုံးခဲ့ဘူးခြင်းမရှိသလိုထွက်ပေါ်လာတဲ့ပုံစံတရားလဲသူတို့တိုင်းဝန်းကျင်တွေရဲ့သွေးမြေလက္ခဏာတွေမကဘူးဆိုတာကိုမြင်တွေ့နေရတာကြောင့်ပဲအခုလိုမျိုးအံ့အားသင့်နေကြတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ထန်တိုက်ဘားဆက်ရှောင်းရှောင်းချိုက်တို့ဂျူတိုက်ပွဲကိုပြတ်သားထားခဲ့ပြီးချိုက်တို့တယောက်အာရင်ကုန်ခန်းနေပြီးဖြစ်တဲ့ရှောင်းရှောင်းကိုထန်တိုက်လက်ထဲကနေအသေးအံကာဝယ်ပြီးနေကြရပါတယ်။အဲ့ဒီအချိန်မှာချိုက်တို့ကိုအသာစီးကနေပြီးတိုက်ဖို့လုံနေတဲ့ထန်တိုက်ကိုရောက်ဟာသူ့ရဲ့စွမ်းအားနဲ့ဖိနေပစ်လိုက်ပြီးဝိညာဉ်စွမ်းအားအစီ80ကျော်ကိုရောက်ရှိနေတဲ့ထန်တိုက်တယောက်ရောက်ထွေဖိနေမှုကိုနည်းနည်းလေးတောင်မှခံနိုင်ရရှိမနေခဲ့ပါဘူး။ခရမ်းရွှေလိပ်ပြနဂါးတိုင်းဝိညာဉ်ပေါင်းစပ်မှုစွမ်းရည်ဆိုရင်ရော့တို့ကိုဝိညာဉ်သုံးလုံးအစင်းလောက်တီကိုရောက်ရှိစေခဲ့တာကြောင့်ထန်တိုက်ရသူတို့အတွက်တော့မှုစရာပြဲမဲ့လုံးဝကိုမဟုတ်တော့ပဲရော့တို့ရဲ့ခရမ်းမိတော့ဆိုတဲ့ဝိညာဉ်စွမ်းရည်အသေးအောင်မှာကိစ္စတုံးသွားခဲ့ရပါတယ်။တစ်ဖက်ကအမောင်နဂါးသုံးလုံးလှုပ်ရှောင်းကြောင်ကလည်းရော့တို့စီကနေနဂါးနတ်ဖျားရဲ့အငွေ့သက်တချို့ထွက်ပေါ်လာခဲ့တာကြောင့်အဖြစ်အပျက်ကိုအံ့အားသင့်နေခဲ့ကတစားဖုံးကွယ်ထားတဲ့ဝက်ဖဲတွေကိုစီထုတ်လာခဲ့ကြတဲ့ပြန်မဲဝင်ရဲ့စိတ်လှုပ်ရှားစရာစွမ်းရည်တွေကြောင့်ပါရမီရှင်ဝိညာဉ်ဆရာပြန်ပွဲကြီးကိုအတော်လေးကိုအာရုံစိုက်မိနေခဲ့ပါတယ်။ပြန်မခွန်းထဲမှာရှိတဲ့မေးစရာဖြစ်သူကလည်းတိုင်ဝဉ္ဉဉ်ပေါင်းစပ်မှုစွမ်းရည်ကနေဝိညာဉ်စွမ်းအဆင့်ကိုတိုးမြင့်နိုင်တဲ့ဆိုပေမဲ့အခုလိုမျိုးပိုင်သင်ထားတဲ့တိုင်ဝဉ္ဉဉ်သဘာဝနဲ့ကွဲလဲတဲ့ဝိညာဉ်စွမ်းရည်မျိုးကိုအသုံးပြုနိုင်တဲ့ကိစ္စကိုသူကမှမကြားခဲ့ဘူးတာကြောင့်ဘာတွေဘလို့ဖြစ်ပြနေရလဲဆိုတာကိုသူ့ရဲ့အုံနောက်နဲ့ညံမမီတော့ကြောင်းသုံးသက်ချက်ပြုလိုက်ပါတယ်။တစ်ဖက်မှာလည်းရန်ဖုံးဟာသူတို့မြင့်မြတ်ဝိညာဉ်တကယ်အတင်းမှာသူတယောက်ပဲကြံရှိတော့တာဖြစ်တာမို့ရှိသမျှအားအကုန်ထုတ်မှသာတိုက်ပွဲရဲ့အဖြေကိုပြောင်းလဲပြနိုင်မယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်လိုက်ပြီးအမောင်မိတ်ဆာလမ်းတင်ဤပညာကိုသုံးပြီးတော့သူ့ရဲ့ဝိညာဉ်စွမ်းအဆင့်ကိုထပ်မံတိုးမြင့်ပါတယ်။ရန်ဖုံးရဲ့ဝိညာဉ်စွမ်းအဆင့်ဟာဝိညာဉ်သုံးလုံးအဆင့်လောက်ထိကိုတိုးမြင့်လာတဲ့ဆိုပေမဲ့ရော့တို့ဘက်မှာလည်းတစ်ချိန်လုံးအိပ်ပျော်အနားယူနေခဲ့တဲ့ပင်းဒီပါပြန်လဲနှုတ်ထလာခဲ့တာကြောင့်တိုက်ပွဲဟာတော်လေးကိုမျှကြည့်ကြတဲ့အနေအထားကိုရောက်ရှိလာခဲ့ပါပြီ။လူနဲ့သူတို့တွေအပြင်းနဲ့တိုက်ခိုက်နေခဲ့ကြရင်ရော့တို့ရဲ့တောင်းကျင်ပေါင်းစပ်မှုစွမ်းရည်ကိုတွေကရန်ဖုံးတက်ကိုအတော်လေးကိုတာလုံနေခဲ့ပါတယ်။ဒါကြောင့်ပဲရန်ဖုံးဟာသူ့ရဲ့ဝိညာဉ်စွမ်းအကုန်လုံးကိုလောင်ကျွမ်းစေပြီးတော့ဝိညာဉ်မီလီယံအဖြစ်ကိုပြောင်းလဲလိုက်ကရေခဲမိပြမီးတောင်တစ်မျိုးကိုထုတ်ပါတယ်။ဘင်းဒီကလည်းရန်ဖုံးစီကထွက်ပေါ်လာတဲ့ရေခဲမိပြမီးတောင်ဟာသူတို့ရဲ့အဆုံးလုံသောရေခဲစွမ်းအားကိုရှင်းနိုင်စွမ်းရှိကြောင်းရော့ကိုသတိပေးနေခဲ့ပြီးသတိကြီးထားဖို့လိုကြောင်းထက်ကသတိပေးခဲ့ပါတယ်။ဒါနဲ့ပဲရော့ဟာရန်ဖုံးရဲ့စွမ်းရည်အတိတ်နဲ့ကိုသိအောင်လို့သူ့ရဲ့ငကားဟိုက်ဂရီဖြိုးကွင်းချင်းဆိုတဲ့စွမ်းရည်ကိုသုံးပြီးတော့တိုက်ခိုက်ကြည့်ပါတယ်။ဒါမှလည်းရန်ဖုံးကအသာရပဲခြေပြက်ပစ်လိုက်ပြီးရော့တို့ကိုပြန်လဲထိုးစစ်ဆင်မှုဒုံဆိုင်ပြန်တန်းလာခဲ့ပါတယ်။ကံကောင်းခြင်းတော့အချိန်ကိုက်ဆိုသလိုပဲအိပ်ပျော်နေတဲ့ရွှဲလီပါပြန်လဲနှိုးထလာခဲ့တာကြောင့်ဘင်းဒီယာသူတို့ရဲ့အဆုံးစုံသောရေခဲစွမ်းအားတွေကိုပူးပေါင်းပြီးတိုက်ခိုက်ကြဆိုပြီးတော့ရေခဲနဲ့သမီးရွှဲနီကိုပြောလိုက်ပါတယ်။ဒါကြောင့်ပဲရန်ဖုံးတယောက်တပြိုင်နက်တည်းနဲ့တောင်းကျင်ပေါင်းဆက်စွမ်းရည်နှစ်ခုကိုရင်ဆိုင်ရဖို့ဖြစ်လာခဲ့ပါပြီ။ရွှဲနီနဲ့ဘင်းဒီတို့ရဲ့တောင်းကျင်ပေါင်းဆက်မှုစွမ်းရည်အသေးအဆိုရင်ရေခဲနှစ်ဖျက်ကိုလည်းတစ်ခုဖြစ်ပြီးရောက်ကလည်းအလိုက်တင်မဲ့ရန်ဖုံးရဲ့အယုံနဂါကြီးကိုချုပ်နှောင်ပစ်ကရေခဲဂရီဒေါသတစ်ခုကိုဖန်တီးပေးပြီးရေခဲနှစ်ဖျက်ကိုလည်းကြီးကိုတိုက်ခိုက်အနိုင်ပိုင်းစီခဲ့ပါတယ်။အဲ့နောက်မှာတောင်းကျင်စစ်မှန်ခန္ဓာပျက်စီးသွားတဲ့ရန်ဖုံးကိုသူ့ရဲ့ကိုယ်လုံးကရှိသမျှထိတ်နှံဝိညာဉ်သားရဲ့စွမ်းရည်နဲ့ပေါင်းဆက်ပြီးရန်ဖုံးကိုတခါတည်းအပြက်ဖြုတ်ပါတယ်။ရန်ဖုံးတယောက်တစ်ချက်ချင်းစီတိုက်ခိုက်ခံနေခဲ့ရတဲ့နာကျင်မှုတံကိုအကောင်းဆုံးသိခံရင်သူ့ကိုအနိုင်ယူခဲ့တဲ့တိုက်ကွက်အမိကိုပြောပြပေးဖို့တောင်းဆိုခဲ့ပြီးရောက်ကလည်းသူ့အသုံးပြုသွားခဲ့တဲ့တိုက်ကွက်ရေခဲအဂရီနှစ်ပါးရဲ့အမျက်ဒေါသဖြစ်ကြောင်းပြန်ပြီးခဲ့ရင်အေးဆက်စွာနဲ့လက်ထွက်သွားခဲ့ပါတယ်။ချုံကြဟာရော့တွေတိုက်ပွဲစွမ်းရည်ကိုမြင်လိုက်ရပြီးမှရော့တွေတိုက်ပွဲကဝိညာဉ်သုံးလုံးအဆင့်နဲ့မကတော့ပဲဖုံးတော်လုံး level လောက်ကိုပါရောက်ရှိနေခဲ့တာကြောင့်သူ့ရဲ့အခဲပြတ်နိုင်စွာအတော်လေးကိုနှုံချနေသေးကြောင်းကိုယ့်ကိုပြန်ပြောမိနေခဲ့ပါတယ်။အဲ့နောက်မှာရန်ဖုံးကသူ့ရှုံးနေသွားခဲ့ပြီးမို့သူ့ကိုတက်ပစ်လိုက်ပါဆိုပြီးတောင်းဆိုနေခဲ့ပေမဲ့ရော့ကတော့တကယ်လို့ရန်ဖုံးကသာအာသာနီရိုးတကားသုံးလုံးကူရဲ့မျိုးဆက်ဖြစ်မနေခဲ့ဘူးဆိုရင်သူတေချာပေါက်ပြန်ပွဲစီးမြစ်ကိုချိုးဖောက်ပြီးတက်ပြီးခဲ့မှဖေးကြောင်းပြောပြကရန်ဖုံးအနေနဲ့ဘိုးဘေးဖြစ်တဲ့အယုံနဂါသုံးလုံးကူရဲ့ဂုံတိတ်ခါကိုထောက်ပြီးအမားတွေကိုဆက်လက်မကျူးလွန်တော့ပဲရောက်တဲ့နေရာကနေရက်တန်းကရက်ပြီးပြန်လှည့်လာဖို့တိုက်တွန်းလိုက်ခဲ့ပါတယ်။ရန်ဖုံးတယောက်ရော့စီကစကားတွေကိုကြားလိုက်ရပြီးမှနောင်နာကြီးစွာရခဲ့ပြီးသူကအယူနဂါတိုင်းဝိညာဉ်ကိုပိုင်ဆိုင်ဖို့မထိုက်တန်တဲ့သူဖြစ်ကြောင်းကိုယ့်ကိုပြန်လဲတတ်မှတ်ခဲ့ပြီးတော့ချက်ချင်းပဲသူ့ရဲ့တိုင်းဝိညာဉ်နဲ့ဝိညာဉ်ကုန်းတွေအားလုံးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာသူလုပ်ခဲ့တဲ့အပြစ်တွေအတွက်နောင်နာကြီးစွာရရင်သူ့ရဲ့လက်ကျန်တစ်ဖော်အလုံးကိုပြန်လဲပိတ်သက်သွားမှာပါဆိုပြီးပြောရင်းနဲ့ပြန်မုန်းကုန်းထဲကနေထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့ထန်ကိုင်းနဲ့မြင့်မြတ်ဝိညာဉ်တင်အတင်းတို့ရဲ့စီမီဖိုင်နယ်ပွဲစဉ်မှာအနိုင်ရတဲ့ထန်ကိုင်းဖြစ်လာခဲ့ပြီးထန်ကိုင်းရဘိုလူပွဲမှာစောင့်နေတဲ့ရှီလိုက်ခဲ့တဲ့နဲ့တွေ့ဆုံရတော့မှာပဲဖြစ်ပါတယ်။ပြန်ပွဲကြီးစဉ်ကလူတွေအားလုံးကလည်းထန်ကိုင်းရဲ့ကြိုးစားအထောက်မှုနဲ့အင်အားကြီးမှမှုကိုဝိုင်းဝန်းချီကျူးထောပနာပြုခဲ့ကြပြီးလက်ရှိကျင်းပနေတဲ့ပြိုင်ပွဲကြီးရဲ့အင်အားကြီးမှဆုံးအသင်းဖြစ်ချွန်းချက်မရှိတညီတကြွထဲနဲ့တတ်မှတ်ခဲ့ကြပါတယ်။
အားလုံးပျော်ရွှင်နေကြချိန်မှာမပျော်ရွှင်နိုင်တဲ့သူတွေလည်းရှိနေခဲ့ပြီးအဲ့ဒီထဲကမှမင်းဆရာဖြစ်သူဟာအဆိုးဆုံးပဲဖြစ်ပါတယ်သူတေချာစနစ်တကျလေ့ကျင့်ပေးထားတဲ့တပည့်တွေအကုန်ထိုင်ခိုင်းလက်ချက်နဲ့အကုန်စမုံတုံးကုန်ပြီးဖြစ်တာကြောင့်အင်းကြီးဆိုင်ရရှိမှာအိမ်တွေကိုမထိန်နိုင်လောက်အောင်အထိကိုဒေါသထွက်နေခဲ့ပါတယ်ချီတန်းရံကလည်းသူ့အနေနဲ့မင်းဆရာဖြစ်သူရဲ့တပည့်တွေအခုလိုမျိုးအဖြစ်ဆိုးကြုံတွေ့ခဲ့ရတဲ့အဖြစ်ကိုနားလည်နိုင်တယ်ဆိုပေမဲ့မြမြဝိညာဉ်တင်ခိုင်းသားရဲ့စွမ်းဆောင်ရည်အပေါ်မှာအတော်လေးကိုစိတ်ပြက်မိကြောင်းသူတို့နေလက်တော်ဝင်တဲ့အသုံးမကြရင်တော့မြမြဝိညာဉ်တင်အတင်းကလည်းထုံနီး၎င်းပဲဆိုတဲ့လေသံနဲ့ဒိန်းညုံပြောပါတယ်ချီတန်းရဲ့အကြောင်းကိုကောင်းကောင်းကြီးသိနေတဲ့မင်းဆရာဖြစ်သူကလည်းသူ့အကြိုက်အလိုက်ဆောင်ဟာမြမြဝိညာဉ်တင်ခိုင်းသားရဲ့ညံပြင်းမှုအတွက်ရောချီတန်းရဲ့မျောလင်းချက်ကိုဖျက်ဆီးပစ်ခဲ့မိတဲ့အတွက်ရောတောင်းပန်ခဲ့ပြီးတခြားသောတပည့်တွေကိုခေါ်ကာပြန်မိုးခွင်းတွေကနေထွက်ခွာသွားခဲ့ပါတယ်ညအကြောင်မှာတော့ဆီယာမာကျိုးနဲ့မင်းသမီးတို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီးမင်းသမီးနှစ်ပါးဟာလည်းလောလောဆယ်သူတို့ရဲ့အတွန်းသတင်းပေးတွေရဲ့ပြောကြားချက်အရနေလာတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုမူမမှန်ဖြစ်နေကြောင်းကြည်ရတာကတော့ရှီတန်းရဲ့အချင်းနဲ့ဆိုပြီးဘိုလ်လူပွဲတောင်မလို့ဖြစ်တော့ပဲကိစ္စကြီးမမဖြစ်လာနိုင်ကြောင်းဆီယာမာကျိုးကိုပြောပြနေခဲ့ကြပါတယ်။ဒါကြောင့်မဲ့သူမတို့ဟာဆီယာမာကျိုးကိုရှီလိုက်ခဲ့တဲ့သဘောထားကိုမေးမြန်းခဲ့ပြီးဆီယာမာကျိုးကလည်းပင်လယ်နက်ပြားနန်းဆောင်ရဲ့အကြီးအကဲတွေတော်တော်များများကရှီတန်းရံကိုလှုပ်ကြံမဲ့အစီအစဉ်ကိုသဘောတူခဲ့ကြတာကြောင့်တိုင်းပြည်နှစ်ခုနဲ့အတူပူးပေါင်းပြီးလှုပ်ဆောင်မယ်ဆိုပြီးတော့ပြန်လည်အဖြစ်ပေးခဲ့ပါတယ်။သူတို့လိုပဲတစ်ဖက်ကရှီတဲ့ရံကလည်းသူ့ရဲ့တပ်ဖွဲ့တွေကိုလက်နက်အပြည့်စုံတပ်ဆင်ပေးထားပြီးအချိန်မျိုးတိုက်ခိုက်နိုင်ဖို့အတွက်သတိအနေထားနဲ့နေဖို့အမိန့်ပေးထားခဲ့ကတိုက်ပွဲကြီးကျယ်ဆင်နွှဲဖို့အတွက်အစဉ်နှစ်ဖြစ်နေခဲ့ပါပြီ။တစ်ဖက်မှာတော့ရီယော့တို့ကလည်းဘိုလူပွဲကြီးမတိုင်ခင်တညအလုံးမှာကျင်းပမယ်မြေဝင်းကြီးလက်နက်ဘိုလူပွဲကြီးကိုတောက်ရောက်ရှင်မဲ့ကိစ္စကိုဆွေးနွေးနေခဲ့ကြပြီးတုံအားရီယော့ကိုရိုးရင်းဆန်ကန်ဖြစ်တော့မဲ့အခြေအနေတွေကြားထဲမှာကြားကြောင်ညက်သွားမဲ့အဖြစ်ကိုမလှူလားတာကြောင့်လုံးဝသတိလက်လွတ်ဖြစ်ဖို့မတင်ကြောင်းရော့ကိုသတိပေးနေခဲ့ပါတယ်။ရောက်ကလည်းဝန်တုံးကိုစိတ်မပူဖို့လိုကြောင်းပြန်ပြောရင်းအနီးနားကလိန်မော်သေးတစ်ခုကိုယူစားလိုက်ချိန်မှာကြည်ကြည်သူစီကိုပေးထားတဲ့ရုံးရင်းဆန်ကအခြေအနေတွေဖြစ်တော့မှာမို့အနောက်ဘက်အရက်ကိုမြင်မြထွက်သွားပါဆိုတဲ့လှုပ်ဝက်စာလေးကိုတွေးလိုက်ရပါတယ်။ရောက်ကလည်းဆီယာမာကျိုးပြောတဲ့အချက်လက်နဲ့ကြည်ကြည်ပြောတဲ့အချက်လက်ကိုတိုက်ကြည့်ရမှာနီလာတိုင်းပြည်ဟာအစင်ကိုအစင်းမျိုးဝင်းကြီးတဲ့အမြောက်တွေကိုမျိုးရိုးရဲ့အရှိတောင်မြောက်စတဲ့အရက်သုံးမျက်နှာမှာတက်စင်ထားတယ်ဆိုတာကိုခံမှန်းမိလိုက်ပြီးအဆိုပါပြကွန်းလေးကိုသာဝင်ရောက်သွားမိမယ်ဆိုရင်ဖုံအောင်တော်လို့ဆိုရင်တော့အသက်ရှင်လေးကပြန်ထွက်လာနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းကောင်းကောင်းကြီးသဘောပေါက်လိုက်ပါတယ်။ရော့စကားကိုနားထောင်ပြီးဝန်တိုကတော့ရှီတန်းရံအနေနဲ့ပြေးပေါက်အဖြစ်အနောက်ဘက်ကိုဖုံပေးထားတာကိုသူမအနေနဲ့မတင်ငါကြောင်းထောင်ချောင်းတစ်ခုဖြစ်နေနိုင်ကြောင်းအခုချိန်မှာရရှိထားတဲ့သတင်းချက်လက်ကိုမျက်စိစုံမယုံကြည်လို့မဖြစ်ကြောင်းရော့ကိုအကြံပေးနေခဲ့ပြီးတစ်ဖက်မှာလည်းဇက်ရှီယာရော့ရဲ့စေခိုင်းမှုနဲ့အတူပဲရှိစေမာမိတ်အဖွဲ့နဲ့ရှားပါတက်ထုရောင်းဝယ်မှုကိုအယောင်ပြလှုပ်ဆောင်ရင်းနေလာတိုင်းပြည်ရဲ့ရှားပါတက်ထုထားချီရနေရာကိုတိတ်တိတ်လိုက်လံထောက်လှမ်းနေခဲ့ပါတယ်။ဆိုလန်တူဘီကအပိုင်း60ခွန်ကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးပဲမင်္ဂလာရှိသောနေ့ကလေးကိုပိုင်ဆိုင်နိုင်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါသေးကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။